လေးပွဲမြင်တော့သူတို့မှဆိုင်ဒီရဲ့အကြောင်းကတော့ဒီပေါ့နော်ရကဝင်အကြောင်းလဲဓမ္မဒုက္ခဝိပဿနာအမှန်အကြောင်းပေါ့နော်ဓမ္မတော့အခုလိုဓမ္မဒုက္ခသိမင်္ဂလာအကြောင်းကိုကြောင်းတယ်အဲ့မှာတင်းတော့အခက်အခဲရလို့တရားဝါရင်းဆိုတော့သံဃာတွေရောသီလရှင်တွေရောပေါ့နော်အကုန်လုံးအခက်အခဲတွေဖြစ်ကြတာဟိုသောဇန်တော်မှပဲတော်တော်ကြီးကိုပြင်မဲ့ခက်ခဲကြီးနဲ့စောက်ဖွေရတယ်လေခုနေရာထိုင်ခင်းမှာသူတို့ဖြတ်သိမ်းမယ်ဆိုတဲ့အတိုင်းတာကြတော့ဆရာလေးတို့မှာနေရာထိုင်ခင်းအစားအကုန်ဒုက္ခရောက်တာပေါ့နော်ဒီဝါရီတစ်လုံးကဘယ်လိုမှစဉ်းစားလို့မရဘူးအဲ့လောက်ထိအခက်အခဲဖြစ်တယ်အဲ့ဒါလည်းအများပေါ့သံဃာတွေရောသီလရှင်တွေအကုန်လုံးပဲသူတို့ဖယ်ခိုင်းတာတွေအများကြီးပဲကိုယ်တိုက်ဖွင့်နောက်ကျော်ဆိုရင်200ကျော်လောက်ရှိတယ်15ကျောင်းလောက်ပဲကျန်တော့တယ်သူတို့ဖယ်ခိုင်းလိုက်တာလေအဲ့လောက်ဒီဆရာလေးတို့သတင်းကြားရတာပေါ့နော်စိတ်တော့မကောင်းဘူးပေါ့ဒါကြီးသူကအေဒီယာကတေကလည်းဓမ္မတူတယ်ပေါ့အဲ့ဒီထဲမှာဆရာလေးတို့ဆရာတော်တစ်ပါးရဲ့ကျောင်းနိုင်ဘုန်းကြီးပေါ့နော်ကျောင်းနိုင်ဘုန်းကြီးတစ်ပါးရဲ့ဒီလားရှင်လေးပါသတင်းတုံးကိုကျောင်းနဲ့သူတို့တွေဖယ်ခိုင်းတာကအောက်ကုန်းလာ9ရက်နေ့ညနေ9နာရီမှလာကြတယ်ပေါ့နော်ခရိုင်ကျဲဖွဲ့ရလို့ပြောတာပေါ့နော်ဒါပေမဲ့အဖွဲ့အစည်းတွေအများကြီးပါပဲဒီဥက္ကဋ္ဌမျိုးတက်မှာဆိုလို့ရှိရင်တို့ကရောက်နေရလားပေါ့နော်ဝိုင်းရံပြီးတော့အထုကားရင်းနဲ့ပတ်ထားတယ်အတွင်းထဲမှာကျတော့ဒေဒီလေးပေါ့အញ្ញံဒေဒီလေးမှလာပြီးတော့သူကဟိုပေါ့စိတ်လောက်ရှိတယ်ပေါ့နော်လက်နဲ့တွေနဲ့ကားတွေနဲ့ပေါ့ဒီနေရာကသူရဲ့သမှုဆောင်နေရာလည်းဖြစ်တယ်ညှိနေတဲ့အတွက်ဒီနေရာကိုဖယ်ပေးပါဒီတစ်ပတ်တည်းဖယ်ပေးမဖယ်ပေးဆိုလို့ရှိရင်အောင်တလားချမယ်ဆိုတဲ့အတိုင်းလာကြည့်တာပြောသွားတယ်ကျောင်းနဲ့ကျောင်းကြည့်နေတယ်မှုဆိုတာလည်းဒါကြီးဝါရင်းကာလဖြစ်တဲ့အတွက်ဘာလို့ဒီနေရာလဲသိပြီ။ကျောင်းမှလည်းလက်ခံမှာမဟုတ်ဘူး။အကူကြီးတောင်းမယ်ဆိုလည်းဘယ်အတန်းကဘယ်ကျောင်းမှလည်းလက်ခံကြမှာမဟုတ်ဘူး။ဒါဆိုလောက်ချက်ပဲဖြစ်တာကိုလည်းသူတို့ရဲ့လူမှုရေးစာနာမှုစိတ်နဲ့အကူကြီးနဲ့ဆိုတဲ့အတိုင်းတာတော့မှဆရာလေးတို့မှအဲစင်းတဲ့နေရာမှာလေအချိန်လေးသူတို့မှဒီရက်ကွက်ကစစ်နိုင်တယ်ပေါ့နော်။အဲ့လောက်ဒီအခက်အခဲပြောမယ်ဆိုလို့ရှိရင်တော့တော်တော်ကြီးကိုအချိန်ကြီးဆိုတာ။ညအိမ်ညနေပို့တော့မှတော်တော်အချိန်ကြီးဆိုတာ။အဲ့လောက်ဒီအခက်အခဲပြောမယ်ဆိုတော့ကြောက်တယ်လို့ပဲသတ်မှတ်ရမှာ။ဘာဖြစ်လဲဆိုတော့အရင်သတင်းသုံးခဲ့တဲ့နေရာတွေမှာပြန်ပြီးသတင်းသုံးမှဆိုတဲ့အတိုင်းတာတစ်ခုကတော့ချင်းချောက်ပြီးတော့ဖယ်ခိုင်းတဲ့သဘောပါတယ်။ဘယ်လိုမှပေါ့နော်ဒီမြေနေရာဆိုတာဒီလိုသူတို့ကူညီဖို့ဈေးစကားဆိုတာတို့ကဘာတစ်ခုမှဆက်မလာဘူးလေ။အရင်သတင်းသုံးခဲ့တဲ့နေရာတွေမှာပဲပြန်ပြီးသတင်းသုံးမှဆိုတဲ့အတိုင်းတာသုံးထားတဲ့အတိုင်းတာတန်းမှာအဲ့ဒီကျိုးပဲတက်ရောက်ပါတယ်။ဆရာလေးတို့တင်ပြခြင်းတဲ့အတိုင်းတာကြတော့ဒီဆရာလေးရဲ့အချက်ဆရာတော်ကြီးပေါ့နော်သံဃာကိုင်္ဂနာအသီးသီးရှိတယ်လေဆရာလေးတို့ကူနေတာလည်းကျူးကျော်မဟုတ်တဲ့အတွက်ပေါ့နော်သူတို့လည်းစောက်ရတာပေါ့တခါကြီးရတော့လို့ဆိုရင်ဒီဆရာလေးတို့ချပေးတာကသူတို့မှာခိုင်းရချပေးတာသူတို့မှာခိုင်းရချပေးတဲ့အကြောင်းပေါင်းအဓိကတရားဝင်စစ်ကြောင်းရှိတယ်အဲ့ဒီစစ်ကြောင်းမှာဆရာလေးတို့ကိုသူတို့ကဒီအတီးပြုဖို့ပေါ့နော်စာရီကလည်းတင်ထားတယ်စာရီလည်းတင်ထားတယ်အတီးပြုဖို့ဒီကြောင်းဒီပေါက်ကြဖို့လည်းသူတို့ကထက်ကပေါ့နော်တန်ဃာတော်48ပါးရဲ့စုံညီနဲ့ပေါ့နော်တင်ထားတာရှိတယ်တင်ထားတာရှိတယ်ဆိုတော့ကတော့ဆရာလေးတို့မှာဒီဟာကို60ပေါ့ကျောင်းပေါက်ကို60ပဲဆရာလေးတို့လှုပ်ထားလို့ရှိသေးတယ်ပေါ့နော်အဲ့မှာသူတို့ပြောတဲ့အထက်မှာကျတော့ဆရာတော်ကြီး48ပါးရဲ့ဩဝါဒနဲ့လာပြီးတော့ဒီနေရာကိုဖယ်ခိုင်းနေဆိုတဲ့အတိုင်းမှာပါလာတယ်ဆိုတဲ့အခါကျတော့အဓိကသိစေချင်တာကတော့ဒီနိုင်ငံတော်တန်ခါမဟာနာယကဆရာတော်ကြီးတွေ48ပါးစုံညီနဲ့ဆရာလေးတို့ကိုဖယ်ခိုင်းနေဆိုတာမဖြစ်နိုင်ဘူးမဖြစ်နိုင်တော့ဝါရင်းဖြစ်နေတဲ့မဖြစ်နိုင်ဘူးဆရာလေးကအဓိကပြောနိုင်တယ်ပေါ့နော်အဓိကပြောနိုင်တယ်နောက်စိတ်စိမ်ကြီးပို့ကျင်တယ်ဆိုတာကဘယ်လိုကောမလဲဒီအချက်ကဆရာတော်ရဲ့အတိုင်းအတာတစ်ခုနဲ့ပေါ့နော်ဆရာလေးတို့ဆက်ပြီးတော့လုပ်သွားမှာပေါ့နော်ဒီလေးတို့ဘာလို့ပေါ့နော်အကုန်လုံးဆရာလေးတို့ဒီဆရာတော်တွေနဲ့တိုင်ပင်ပြီးတော့လုပ်ရမယ်ဆိုတဲ့အတိုင်းတာတော့ဆရာလေးတို့အနောက်ထပ်မှာဒီဆက်လက်ပြီးတိုးလာမယ်ဆိုလို့ရှိရင်ဆရာလေးတို့လုံး